Emotional intelligence equals sura bale. ဧကတင့်ကိုအလုပ်တစ်ခုရစေနိုင်ပေမဲ့ဧကကတော့လူတွေရဲ့လေးစားမှုနဲ့ရေရှည်အောင်မြင်မှုကိုရရှိစေပါတယ်။လက်တွေ့ဘဝနဲ့လုပ်ငန်းခွင်တွင်အောင်မြင်ရန်ဉာဏ်ရည်ညှို့ဖြင့်မလုံလောက်ပဲမိမိနဲ့ပတ်ဝန်းကျင်၏စိတ်ခံစားမှုကိုနားလည်ထိန်းချုပ်နိုင်သည့် emotional intelligence စိတ်လှုပ်ရှားမှုဆိုင်ရာဉာဏ်ရည်ကအဓိကကျလာပါသည်။ဧကရဲ့အခြေခံအစိတ်ပိုင်း၅ခု The self-awareness မိမိကိုယ်ကိုသိရှိနားလည်ခြင်းမိမိ၏စိတ်ခံစားမှုဒေါသနှင့်ဝမ်းနည်းမှုများကိုပြက်ပြက်သားသားသိမြင်ပြီးမလိုအပ်သောပောက်ကွဲတုံ့ပြန်မှုများကိုထိန်းချုပ်နိုင်ခြင်းနှင့် self-regulation စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းစိတ်လိုက်မှန်မှမတုံ့ပြန်ဘဲခဏရက်ကစဉ်းစားပြီးမှအေးအေးဆေးဆေးစမတ်ကြကြတုံ့ပြန်နိုင်ခြင်း၃ motivation အတွင်းစိတ်လုံးဆော်မှုပြင်ပစုလက်ငွေကြေးရာထူးထက်မိမိရည်မှန်းချက်နှင့်တန်ဖိုးထားမှုများကြောင့်အခက်အခဲကြားမှဆက်လက်ကြိုးစားခြင်း၄ empathy စာနာနားလည်မှုတစ်ဖက်လူ၏ခံစားချက်နှင့်ရှုထောင့်ကိုကိုချင်းစာစိတ်ဖြင့်နားလည်ပေးနိုင်ခြင်းကြောင့်လူမှုဆက်ဆံရေးတွင်ယုံကြည်မှုရလွယ်ခြင်း၅ social skills လူမှုဆက်ဆံရေးစွမ်းရည်အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းထိရောက်သောဆက်သွယ်ရေးနှင့်ပဋိပက္ခများကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ခြင်းဘာကြောင့်နေခမြင်ဖို့လိုအပ်တာလဲလုပ်ငန်းခွင်တိုးတက်မှု career growth ယနေ့ခေတ်အလုပ်ရှင်များသည် communication teamwork နှင့် leadership ကောင်းမွန်သည့်ယခင်မြင့်မားသူများကိုပိုမိုတန်ဖိုးထားကြသည်လူမှုဆက်ဆံရေးနှင့်စိတ်ဖိစီးမှုထိန်းချုပ်ခြင်းမိသားစုလုပ်ဖော်ကိုင်ဖက်များနှင့်ဆက်ဆံရေးဖြစ်ပြီးဖိအားများကိုစိတ်အေးချမ်းသာစွာကင်တွယ်နိုင်သည်စိတ်ပိုင်းဆိုင်ရာရင့်ကျက်ခြင်းဒေါသကိုထိန်းချုပ်ကာခွင့်လွတ်တက်လာသည့်အတွက်ဘဝကိုပိုမိုတည်ငြိမ်အေးချမ်းစွာဖြတ်သန်းနိုင်သည်အနှစ်ချုပ်ဆိုရရင်ဘဝတွင်အောင်မြင်ရန်နှခနှင့်ဟန်ချက်ညီဖို့လိုအပ်ပါသည်စိတ်တူစရာစိတ်ဖိစီးစရာများကြုံလာပါကချက်ချင်းမတုံ့ပြန်ဘဲခဏရက်ပါကိုယ်စိတ်ကိုသတိထားပါပြီးမှအခမြင့်မြင့်ဖြင့်စမတ်ကြကြတုံ့ပြန်ပါမေတ္တာဖြင့် Corporate Learning Institute